တခါတုန်းကကိုင်ကိုင်ဆိုတဲ့အဆူဆန်းတက်တဲ့ကောင်လေးတယောက်ရှိခဲ့ပါတယ်။ဒီနေ့မှာတော့သူဟာသူ့အဖိုးရဲ့အခန်းဟောင်းထဲမှာထူးဆန်းပြီးဖုံးတက်နေတဲ့စာအုပ်ကြီးတစ်အုပ်ကိုတွေ့ရှိခဲ့ပါတော့တယ်။ကိုင်ကိုင်ကစူးစမ်းလိုစိတ်နဲ့စာအုပ်ကိုဖွင့်လိုက်တဲ့ခဏမှာလေဝင်းကနေတောက်ပတဲ့အလင်းထဲနေတဲ့အတူသူ့ရဲ့အံ့ဩစရာကောင်းတဲ့ခရီးစဉ်ကြီးကစတင်ခဲ့ပါပြီ။မျက်စိဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကိုင်ကိုင်တယောက်နေတာပြီးပြောစရာကောင်းတဲ့မြမတင်ကြံပွဲတော်ကြီးရဲ့အလဲကိုရောက်နေပါပြီ။ဝုန်းဘဲကမှမထီတဲ့ရေတွေဆင်းလာလို့ကိုင်ကိုင်တယောက်လန့်သွားပြီမြဲဒါဟာတင်ကြံရဲ့အကျိုးနှုတ်ဆက်ခြင်းပါပဲခဏအကြာမှာတော့သူလည်းပဲဖလားလေးတစ်လုံးနဲ့ပျော်ပျော်ပါပါရေဒီပြန်ပတ်ရင်တင်ကြံရဲ့ပျော်ရွှင်မှုကိုအပြည့်အဝခံစားနေပါတော့တယ်ပတ်ဝန်းကျင်တစ်ခုလုံးမှာပြီးတော့ပါပိုင်းရနံ့တွေနဲ့အတူလူတွေရဲ့ကခုန်တန်ရေမောတန်တွေကကိုင်ကိုင်ကိုအယမ်းကိုရင်ခွန်စေခဲ့ပါရဲ့ရေကစားရင်းလျှောက်လာတဲ့ကိုင်ကိုင်ဟာမြမရိုးရာမုံလုံးရေပေါ်လုံနေတဲ့အဖွားတို့ရဲ့မုံဝိုင်းလိစီကိုရောက်သွားခဲ့ပါတယ်ကိုင်ကိုင်လည်းကိုယ်တိုင်ဝင်လုံးကြည့်ချင်တာပေါ့မုံနေမျက်နာမှာပေကုန်ပေမဲ့သူ့အတွက်တော့အယမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းနေခဲ့ပါတယ်ဟောရပြီနောက်ဆုံးတော့ကိုင်ကိုင်လဲမုံလုံးလေးတစ်လုံးကိုတေးသေးတက်တက်လုံးနိုင်သွားပြီးရေနွေးအိုးလေးကိုဂုံယူစွာထည့်လိုက်ပါပြီကိုယ်တိုင်လှုပ်ထားတဲ့မုံလုံးရေပေါ်လေးကိုမီးကြည့်လိုက်တဲ့အခါမှာတော့အယမ်းကိုချိုမြင်ပြီးအရသာရှိလာပါတယ်နေဝင်ကြီးမှာတော့ကိုင်ကိုင်ဟာတကိုယ်လုံးရေတွေဆူရွှဲနေပေမဲ့မြမဒလိရဲ့ချစ်စရာကောင်းတဲ့စီးလုံးမှုတွေကိုသိရှိသွားပြီးပျော်ပျော်ကြီးပြုံးနေပါတော့တယ်နောက်တစ်လမှာရောကိုင်ကိုင်ဘဲကိုဆက်သွားမလဲဆိုတာစောင့်ကြည့်လိုက်ကြရအောင်ဗျာ